ဆောင်းစာကာလဖြစ်လို့စီနေမတူမြူတိမ်မတန်းခဝဲပန်းတို့ပွင့်နေဒီတစောင်းမုံလာကိုရှင်မဟာရထသာရဆရာတော်ဘုရားကြီးကမိဘပွင့်လုံးတစောင်းမုံ၌မအုံးဝတ္တမကြနှင်းပြူတိမ်ပြူစင်ကားလို့ဗုဒ္ဓဇပောင်းပြုမှာရေးဆက်တည်ကုန်းတော်မူခဲ့ပါတယ်။ကာယရွှန်းပါတဲ့တစောင်းမုံလာပြီးညရဲ့စကားကြီးမြင်ကွင်းတွေကိုတွေ့ရတဲ့အခါဗုဒ္ဓခေတ်ကရာဇကြိုးပြည့်ရှင်အဇရတမင်းကြီးဟာတမားတော်ကြီးဆရာဇီဝကရဲ့ညွန်ပြမှုကြောင့်စီမီတွေထွန်းကြီးပြီးစင်တက်မြင့်တဲ့ကြီးချီဟာဗုဒ္ဓထံသွားရောက်ဥခိုက်ခဲ့ပါတယ်။ဒီအခါမှာဗုဒ္ဓကယဟန်ပြုအပ်ခြင်းရဲ့အကျိုးကိုပြတယ်။တာမညဖလားသုတ်တံကိုထုတ်ပြန်ခေါ်ကြားတော်မူခဲ့တာကိုစိတ်အားယုံမှထင်မြင်သွားခဲ့မိပါတယ်။ဆိုင်ဆိုင်မြိုင်မြိုင်ဆိုင်ဆိုင်လာဆောင်တိုင်းမြိုင်မြိုင်ဆိုင်ဆိုင်မြိုင်မြိုင်ဆိုင်ဆိုင်လာဆောင်တိုင်းလာဆောင်တိုင်းတတိကျုပ်ဝဲတော်ကြီးပြီးတော့ဆောင်ဘုရားတိုင်းစီမီကမြန်မတို့အလားမြတ်တဲ့ငယ်ကပ်ဘူးဒီလိုမြိုင်မြိုင်ဆိုင်ကထိန်တင်ရမို့ကလူလို့မစမ်းခင်ပြုံးတာဒီဒီကိုင်းတတိကျုပ်ဝဲတော်ကြီးပြီးတော့ဆောင်းလို့တောင်းတိုင်းဒီရတယ်မတို့လားမြတ်တင်ရန်ကဘူးဒီလိုကုန်တော့မြိုင်မြိုင်ဆိုင်ကထိန်တင်ရမို့ကလူလို့မစမ်းခင်ပြုံးတာဒီဒီကိုင်းရောရောဇောနဲ့သူလေတိုင်းဒီမလာလို့မိုင်းဒီရောဇုံနဲ့သူလေတိုင်းကျွန်တော်ဒီမလာလို့မိုင်းငါကသူလူကသတုံးဟန်ကြောရှင်အစင်းလာလို့မြိုင်တပွတ်ပန်းလာပဲနေညူပြက်လိုက်ဒီဒီရိုးရိုးတပီကိုင်းပြုံးမြုံလေးကျွန်တော်ဒီကခိုင်ရက်ကန်းခတ်တယ်လေးငါလို့မေးမြိုင်ဆ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 ိုင်လာလို့ကတိဝဲခင်ပါရဲ့လာတော့ကိုင်းအထူးယူအထူးယူညင်ဆိုင်ဆိုင်ညင်ဆိုင်ဆိုင်လာတော့ကိုင်းညင်ဆိုင်ဆိုင်ညင်ဆိုင်ဆိုင်လာတော့ကိုင်းကတိဝဲခင်ပါရဲ့လာတော့ကိုင်းအထူးယူစစ်တလျာကြီးဒီညာကိုင်းတနစ်တဲ့တနစ်မို့လာလေချစ်တော်ပါဒီကျုပ်ဝဲတော်ကြီးပြီးတော့သောင်းဘုရားဆောင်နိုင်စီမီကလည်းမစိုးအလားမြတ်တင်ငန်းကပ်ဘူးဒီကုန်းကုန်းတော်ငယ်ငယ်ဆိုင်ကတိန်တင်ငန်းမို့ကလူလိုမဆုံးခင်ပြုံးတာဒီဒီကိုင်းတရင်ကျုပ်ဝဲတော်ကြီးပြီးတော့သောင်းဘုရားဆောင်နိုင်စီမီကလည်းမစိုးအလားမြတ်တင်ငန်းကပ်ဘူးဒီကုန်းကုန်းတော်ငယ်ငယ်ဆိုင်ကတိန်တင်ငန်းမို့ကလူလိုမဆုံးခင်ပြုံးတာဒီဒီကိုင်းရောရောဇောနဲ့လေတိုင်းကျွန်တော်ဒီမလာလို့မိုင်းရောရောဇောနဲ့လေတိုင်းကျွန်တော်ဒီမလာလို့မိုင်းတကားသူလူကသရုံဟန်ကြောရှင်အစင်းလာလို့မြိုင်တပွင့်ပန်းလာပဲငယ်လေးယူပြတ်လိုက်ဒီရောရောတပီခိုင်းပြုံးပြုံးလေးကျွန်တော်ဒီကတိုင်းရက်ကန်းခတ်တယ်လေးကလို့ပဲမြိုင်ဆ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 ိုင်လာတော့တိုင်းဆိုင်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 လာတော့တိုင်းကတိန်ဝဲထင်လာတဲ့လာတော့တိုင်းအထူးယူအထူးယူဆိုင်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 လာတော့တိုင်းဆိုင်ဆိုင်ဆိုင်
နှစ်တဲ့တစ်နှစ်မို့သူလာပဲချစ်ဆုံးပါနိုင်နေနေဆိုင်ဆိုင်နေနေဆိုင်ဆိုင်လာတော့နိုင်နေနေဆိုင်ဆိုင်နေနေဆိုင်ဆိုင်လာတော့နိုင်နေနေဆိုင်ဆိုင်နေနေဆိုင်ဆိုင်လာတော့နိုင် တကားကြီးအုတ်ချုပ်ရေးမှုယုံကဦးညီညီထွန်းရဲ့နမန်းယုံကြီးကလည်းရှေ့ဆုံးကနေဝင်းဝင်ကြွားကြွားနဲ့အေးရမြစ်ကြောကိုလွင်မျောမှုအတွက်အာမန်အပြည့်နဲ့ထွက်ခဲ့ကြပါပြီဒီနောက်လေးရက်ခွက်ကကိုဝင်းထုတ်ကိုစစ်ကိုခင်စောကိုစီယာကိုဇော်မင်းထိုက်ကိုကျော်ကျော်နိုင်နဲ့ရက်စစ်ကိုမြင့်သန်းတို့ရဲ့မိမျောအဖွဲ့ကလည်းရောင်စုံမိဘုံလေးတွေကိုင်းပြီးစနစ်တကျလှည့်လေလာခဲ့ကြပါပြီကိုကျော်စင်လင်းရဲ့တပင်းတိုင်းမင်းသားအကကလည်းမိမိကြွကြွလှလှပပတစောင်းတိုင်းမိမျောညရဲ့ပေးသက်တွေကိုကြည်နူးဝမ်းမြောက်မှုတွေဖြစ်စေခဲ့ပါသည်မတော်လာရတဲ့ငန်းကကူဒီလိုကိုမြိုင်မြိုင်ဆိုင်ကတိန်တင်ညာကိုရွှေမိုးကိုအုံးတန်းကိုတက်လွင်ကိုရိခိုင်ကိုတန်းစောဦးတို့ဦးဆောင်တဲ့6ရက်ကွက်ကငင်းငင်းကြီးစီတမန်ချိုးနေကြီးကလည်းအေးချမ်းမှုဝင်ကြွားလှပမှုအပြည့်နဲ့လှည့်လေလာခဲ့ကြပါသည်ငကားသူလူကသတုံးဟန်ကြောရှင်အစင်းလာလို့မြိုင်တပုတ်ပန်းနာပဲနေယူပြနိုင်ဒီဒီရောရောတပီကိုင်းပြုံးမြုံလေးကျွန်တော်ကိုဝင်းခိုင်တဲ့လူငယ်များရဲ့အင်အားကလည်းလှည့်လေပွဲမှာပါဝင်အားဖြည့်ထားခဲ့ကြပါတယ်။စကားကြီးတိုက်နေဆေးရုံကျမ်းမာရေးမိမျိုးအဖွဲ့ဝင်များရဲ့ကျမ်းမာရေးတစိတ်ကြီးကလည်းအလွန်ခံစားထဲဝါနေပါတယ်။ရောင်စုံပြီးပုံးလေးကြီးကိုင်လာကြတဲ့သမီးငယ်လေးဒီဆိုတာကလည်းမြမဆန်းဆန်းတူညီဝတ်စုံလေးတွေဝတ်ဆင်ထားကြပြီးရင်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲလာခဲ့ကြပါတယ်။အထက်ကကျောင်းဆရာကြီးဦးစောစိန်လောင်းဦးဆောင်တဲ့ပညာရေးမိသားစုများကလည်းကျောင်းဝတ်စုံလေးတွေဝတ်ဆင်ပြီးပဝါလေးတွေကိုစီနဲ့ပါဝင်ဆင်နွှဲခဲ့ကြပါတယ်ဒင်းကျုပ်ွယ်တော်ကြီးပြီးတော့တောင်ဘုံတောင်နိုင်စီကလည်းမတော်အလားမြတ်တင်ငန်းကပ်ဘူးဒီကုန်းကုန်းတော့ငိုင်းဆိုင်ကတိန်တင်ငန်းမို့ကလူလိုမဆုံးခင်ပြုံးတာဒီဒီကိုင်းဒင်းကျုပ်ွယ်တော်ကြီးပြီးတော့တောင်ဘုံတောင်နိုင်စီကလည်းထုံးမှုကြီးပါအုပ်ချုပ်ရေးမှူးဦးစံသိန်းဦးဝင်းဆွေနဲ့ကိုလက်တို့ဦးဆောင်တဲ့ညီမျိုးအဖွဲ့ကလည်းတိုက်တိုက်ဝန်းဝန်းရှိလာပါတယ်ဒီဒီကိုင်းမျိုးရိုဇွန်နဲ့လေတိုင်းကျွန်တော်ဒီမလာလို့မိုင်းမျိုးရိုဇွန်နဲ့လေတိုင်းကျွန်တော်ဒီမလာလို့မိုင်းငကားသူလူကသတုံးဟန်ကြောရှင်အစင်းလာလို့ရှေ့ရက်ကွက်ကဦးအောင်ကိုဦးကိုကိုလေးဦးအောင်လန်းဦးစိန်ကျော်ဝင်းနဲ့ဦးဝင်းနိုင်တို့မိမျိုးအဖွဲ့ရဲ့အေယာမလေးကြီးကလည်းခေါင်းတစ်လုံးလုံးနဲ့တက်ကြွပြီးသလိုလိုက်ပါလာကြတဲ့အမျိုးသမီးလေးများကလည်းမြန်မာစံစံနဲ့လှပနေကြတာကိုတွေ့ကြရပါတယ်ကတိန်ဝဲချင်ပါတဲ့လာလောက်ကိုင်းအတူယူအတူနေဆိုင်ဆိုင်နေဆိုင်ဆိုင်လာတော့တိုင်းကိုကျော်ကျော်ဦးလာကြီးကိုဝင်းခိုင်ကိုဝီအောင်ကိုမျိုးမင်းအောင်တို့3ရက်ကွက်မိမျိုးအဖွဲ့ကတော့ဒီဘုံကြီးကလည်းရောင်စုံမိတွေဝင်းဝင်ကြွားကြွားရှိလာသလိုလိုက်ပါဆင်နွှဲကြတယ်လှပြူပြူကလေးများကလည်းမိုးကောင်းနေကတစောင်းမုံလာပြီးညဖိုးလာမင်းကြီးရဲ့အလှနဲ့ရှင်လိုက်တဲ့အခါဘသူကပူလှတယ်လို့ပြောပြဖို့ပြီးခက်ရလာအောင်တွေ့မြင်ကြရပါပြီ
ရွှေဘိုရန်ကကိုကျော်စိုးကိုဝင်းမြင့်အောင်နဲ့ဖိုးခွားလေးတို့ညီမျိုးအဖွဲ့ကတော့ပါဝင်ဆောင်ရွက်ကြတဲ့အမျိုးသမီးတွေဟာယောဂီဝတ်စုံလေးတွေဝတ်ဆင်ပြီးလှည့်လည်ခဲ့ကြလို့လေတစောင်းမုံလာရဲ့ဘာသာရေးပွဲတစ်ခုအနည်းနဲ့အလွန်ပဲလိုက်ဖက်ကြီးစွာတွေ့ကြရပါသည်တည်ကျုပ်ဝဲတော်ကြီးပြီးတော့တစောင်းမုံတစောင်းတိုင်းစီမီကမြန်မသို့အလားမြတ်တင်ငယ်ကပ်ဘူးဒီရုံတုံးတော်မြိုင်မြိုင်ဆိုင်ကတိန်တင်ငယ်မို့ကလူလို့ စကားကြီးတရက်ကွက်ကကိုစိန်သမ်းမြင့်ကိုထွန်းထွန်းကိုတန်းဦးဦးတန်းအေးဦးတေလွင်တို့ရဲ့မိလှည့်ပွဲမှာတော့ဒေါင်းအိုးဝေသန်းနေနဲ့တွန်စီကစီလားဆိုတဲ့ဆရာကြီးတခင်ကိုတော်မန်းရဲ့ကြပြလေးကိုတရိယာဈေးနိုင်အောင်တီထွင်ဖန်ပြီးလာခဲ့ကြပါလေဒီကိုင်းရော်ရောဇွန်နဲ့သူလေတိုင်းကျွန်တော်ဒီမလားလို့မိုင်းရော်ရောဇွန်နဲ့သူလေတိုင်းကျွန်တော်ဒီမလားလို့မိုင်းမသာသူလူကသတုံးဟန်ကြောရှင်အစင်းလာလို့မြိုင်တပွတ်ပန်းနာပဲထုံးမှုကြီးပါကမပူးတီလေးတို့အကကလည်းမြူးမြူးကြွကြွရှိလာပါလေရကန်ခတ်တယ်လေးကလို့မေးရိုင်းစာပစုကြီးပါကဦးတိုးဝင်းဦးမြင့်အောင်ဦးညွန့်သိန်းကိုစောဝင်းမောင်ဦးလာညွန့်တို့အဖွဲ့ကြီးကတော့မိဘုံလူတွေကလည်းကြီးလေအလှကိုပေါ်လွင်စေသလိုမိဘုံလေးတွေကိုကန်ဆောင်ပြီးလှည့်လေလာကြသူတွေကလည်းမြမဆန်နဲ့အလှအဖြစ်တွေ့ကြရပါတယ်စကားကြီးနှစ်ရက်ကွက်ကဦးတင်အောင်ကိုတန်းထကိုပွားကြီးကိုမောင်မောင်သန်းကိုနေလင်းတို့ဦးဆောင်တဲ့နှစ်ရက်ကွက်မီးမျိုးအဖွဲ့မှာလဲကိုပွားကြီးရဲ့တက်ကြွတဲ့ခြေလမ်းတွေနဲ့အာမန်အပြည့်ချီတက်လာတာတွေ့ကြရပါတယ်ဒီကျုပ်ဝဲတော်ကြီးပြီးတော့တစောင်းမုံတစောင်းနိုင်စီမီကမြန်မသို့အလားမြတ်တင်ငယ်ကပ်ဘူးဒီရုံတုံးတော်ရဟန္တာကြီးစံကြွလာတာတီထွင်ရံပြုတ်လုပ်ထားတဲ့မိဘုံကြီးနဲ့အတူကိုဝါဝါကိုကျော်စုကိုမြင့်ဦးကိုအောင်ကျော်ဦးနဲ့မင်းမင်းဦးတို့9ရက်ကွက်မိမျိုးအဖွဲ့ကလည်းတစောင်းနိုင်ရဲ့တရုတ်ကိုပြည်ပြင်းစွာပေါ်ထုတ်ပြနေလို့တွေ့မြင်ကြရပါတယ်ကတိန်တင်ငယ်မို့ကလူလို့စမ်းခင်ပြုံးတာဒီကိုင်းမျိုးရောဇွန်နဲ့သူလေတိုင်းကျွန်တော်ဒီမလားလို့မိုင်းမျိုးရောဇွန်နဲ့သူလေတိုင်းကျွန်တော်ဒီမလားလို့မိုင်းတသာသူလူကသရုံဟန်ကြောရှင်အစင်းလာလို့မြိုင်တပွင့်ပန်းလာပဲတင်ယူပြလိုက်ဒီရောရောတပီခိုင်းပြုံးပြုံးလေးကျွန်တော်ဒီကတိုင်းရကန်ခတ်တယ်လေးကလို့မဲမြိုင်နေနေဆိုင်ဆိုင်နေနေဆိုင်ဆိုင်လာတော့တိုင်းနေနေဆိုင်ဆိုင်နေနေဆိုင်ဆိုင်လာတော့တိုင်းကတိန်ဝဲချင်ပါရဲ့လာတော့တိုင်းအတူယူအတူယူနေနေဆိုင်ဆိုင်နေနေဆိုင်ဆိုင်လာတော့တိုင်းနေနေဆိုင်ဆိုင်နေနေဆိုင်ဆိုင်လာတော့တိုင်းကတိန်ဝဲချင်ပါရဲ့လာတော့တိုင်းအတူယူအတူယူချစ်တယ်ရာကြီးဒီညာကိုင်းတနစ်တဲ့တနည်းမို့သူသာလေချစ်လို့ပါတိုင်းနေနေဆိုင်ဆိုင်နေနေဆိုင်ဆိုင်လာတော့တိုင်းမိမျိုးပွဲတော်ကြီးမှာပါဝင်ဆင်နွှဲခဲ့ကြတဲ့ရက်ွက်ကြီးပါဌာနဆိုင်ရာအသီးသီးကအဖွဲ့တွေကိုအကောင်းဆုံးရွေးချယ်ပြီးစုချင်းမြင်ပေးဖို့ဒေါက်တာဝင်းနိုင်ထွန်းရွှေဘူဦးဆောင်တဲ့နိုင်ကအဖွဲ့ဝင်လူကြီးမင်းများဟာလမ်းတစ်လျှောက်ကနေစောင့်ပြီးမိဘုံလေးတွေရဲ့လှပမှုညီညွတ်စွာပူးပေါင်းပါဝင်မှုစီကံနေဝမှုဝိစားစင်ရင်ထုံးဖွဲ့မှုစံသစ်တီထွင်မှုအစရှိတဲ့အဖွဲ့တွေရဲ့ဆောင်ရွက်မှုများကိုအကဲဖြတ်အမှတ်ပေးခဲ့ကြပါသည်
မျောအဖွဲ့များစကားကြီးမျိုးအောင်သားရစိတ်ကန်းကိုရောက်လာခဲ့ကြပါပြီစိတ်ကန်းကိုရောက်တဲ့အခါမှာကျင်းပရေးဦးစီးကော်မတီဝင်များလုံခြုံရေးအဖွဲ့ဝင်များ၏ကြီးကြပ်ကွပ်ကဲမှုနှင့်ပြည်တော်မျိုးမြင့်လေး1မြသိန်းတန်အောင်သိန်းဝင်းမျိုးမြင့်လေး3မျိုးမြင့်လေး2မြကျွန်းသာမော်တော်ဒီဘုံကိုစနစ်တကျနေရာချထားပြီးခဲ့ကြပါသည်မော်တော်ဒီမှာလည်းဘီအောင်စုံတွေထွန်းညှိထားတာကိုမြင်ရလို့ကြည်နူးပေါ်ရဖြစ်ကြရပါသည်ဆိုင်ဆိုင်မြိုင်ဆိုင်ဆိုင်လာတော့တိုင်းရေစလာအတွင်းမှာရောင်စုံမီးပုံးလေးတွေစတင်ညှော်ပြီးပူဇော်ကြပါပြီ။ဆောင်းလီဦးရဲ့တွဲ့တွဲ့ငင်းသားတိတ်ခတ်နေတဲ့ကြားကလိုက်တရက်တွေဟာနှိတ်တုံမြင့်တုံမျိုးနေကြတဲ့ရောင်စုံမီးပုံးလေးတွေကိုပယ်ဆောင်သွားတာတွေ့ကြရပါလိမ့်။ညအမောင်ကြီးကြားတဲ့ကနေပြပြင်းတစ်ခွင်လုံးကျဲပြန့်စီးမျောနေတဲ့ရောင်စုံမီးပုံးလေးတွေကအလွန်ပဲကြည့်လို့ကောင်းလာပါလေကြည်ရခဲ့မြင်ရခဲ့တဲ့တစောင်းမုံလာရင်ညရဲ့အလှတစောင်းအဖြစ်တွေ့မြင်ကြရလို့ကြည်လူမစုံဖြစ်ကြရပါလေမော်တော်ရီဘောကနေမီရှူမီပန်းထွက်တင်ပူဇော်ကြတဲ့ညီငွေတွေရက်ွက်ကြီးရွာဌာနဆိုင်ရာတွေရဲ့ညှိုးလိုက်ကြတဲ့ရောင်စုံမီးပုံးလေးတွေရက်ွက်ကိုစားပြီးမီးပုံးကြီးတွေဟာမြစ်ပြင်အေးရရဲ့ရေစလာမှာတမြေလုံးကိုရွေ့ပြန်နေတဲ့သချင်းပန်တွေနဲ့အတူဝေးဝေးဖြားဖြားတွေ့ကြရပါပြီ။ငါသားသူလူကသဒုံဟန်ကျော်ရှင်အစင်းလာလို့မြိုင်တပွတ်ပန်းနာပဲနေညူပြက်လိုက်ဒီနီရောရဲ့ရောတပီကိုင်းပြုံးပြုံးလေးကျွန်တော်ဒီကခိုင်ရက်ကန်းခတ်တယ်လေးငါလို့မေးမြိုင်ဆ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 ိုင်လာတော့တိုင်းဆိုင်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 လာတော့တိုင်းကထိန်ဝဲခင်ပါရဲ့လာတော့တိုင်းအထူးယူအထူးယူညင်ဆို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 င်လာတော့တိုင်းညင်ဆို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 င်လာတော့တိုင်းကထိန်ဝဲခင်ပါရဲ့လာတော့တိုင်းအထူးယူတနစ်တဲ့တနစ်မို့လာလေချစ်တော်